ဒါဒီတင်ပါကလည်းဒါတဒန်းတဲ့ရှိရမယ်နော်တဒန်းတဲ့ဘာလို့ရှိတင်လဲဆိုတာလည်းပြပေးမယ်ဆိုဒီမှာဒီလိုမျိုးတဒန်းတဲ့ဆိုဒီ6ကတူလိုက်နဲ့တူဒီ6လည်းတူလိုက်နဲ့တူဖြစ်မှာအဲ့ဒီမှာဖြစ်ချအိုးတင်းနေဒီအိုင်တော့ပြတ်မတတ်ပဲအဲ့ဒီအသေးတော့မဖြစ်နဲ့မတင်းနေဆိုဒီလောက်ပဲကွာထိမ့်မှာဒီလောက်ပဲထိမ့်မှာမရမကမတော်နဲ့ကိုဖြည်းဖြည်းချင်းလေးချင်းခန္ဓာကိုယ်ကလည်းပူပြီးကျန်းမာလာတယ်နော်အဲ့လိုမျိုးနဲ့ပဲသွားမယ်နော်โอเคခွာရတော့လေသွားမယ်နော်ရတော့လေသွားမယ်โอเค so ဒီမှာတင်ပါလေနေလို့မြအမကွေးတဲ့အချိန်မှာခြေထောက်ကတဲ့အပေါ်တက်ရမယ်တဲ့တကယ်လို့ဒီလိုလေနေဆိုရင်အဲ့မှာကျကွေးရင်ဒါဆိုရင်ဒါဟိုလေနေဆိုတဲ့ဟာပေါ်တယ်နော်အဲ့ဒီအတွက်ကြောင့်ဒီလိုမျိုးဖြစ်နေပြီဆိုရင်ဒီအရှိခြေထောက်ကိုဖြစ်အနောက်ကိုနည်းနည်းလေးရွှေ့ပြီးတော့ရတော့လေဖြီးချအဲ့ဒီဒဲကိုပဲကြိုးစားဒီတင်ပါဒီလိုဒီလိုမျိုးတဒန်းနဲ့ရှိရမယ်ဒီလိုရေးနော်ရငယ်မဖြစ်ဘူးနော်โอเคဆိုအဲ့လိုပဲလေ့ကျင့်မယ်ရတော့လေနော်အဲ့ဒီမှာမှကိုကအဲ့ဒီမှာကိုကရတယ်ဆိုရင်ဖြည်းဖြည်းချင်းခါလေးဆန်းကြည့်မယ်လက်တစ်ဖက်ဆန်းကြည့်ရနောက်တစ်ဖက်ဆန်းကြည့်မယ်အဲ့ဒါလေးတွားပေးမယ်နော်